ဒါကမဖြစ်လေလို့ဆိုင်ကိုအမြဲမေးနေကြတဲ့ညီမလေးတွေအတွက်ပေါ့နော်ဆိုင်ကိုလာချင်းနဲ့လိုက်စားလေးမသိဘူးဘယ်နာလာရမယ်ညီမလေးတို့အတွက်ပေါ့နော်ဒါလေးရဆိုလို့ရှိရင်ဝေးပြေးခွဲအသေးဖေးမှာရှိတဲ့ဆောက်ဦးစီပေါ့နော်ဒီဆောက်ဦးစီမှာဆိုလို့ရှိရင်ဒီမိန်လန်အတန်းနေပြီးတော့အတန်းပြီးတော့လာခဲလိုက်ပေါ့နော်လာလိုက်လို့ရှိရင်ဒီအဆောက်ဦးနည်းနည်းလေးကြော်တာနဲ့တရားလေးတစ်ခုရှိရပါတော့ဒီတရားကိုကြော်တာနဲ့4 5 6အိမ်များလောက်ဆိုလို့ရှိရင်မဖြစ်လို့ဆိုင်ရောက်ပြီပေါ့နော်ဒီဖေးကနေကြည့်မယ်ဆိုလို့ရှိရင်ဝေးပြေးခွဲဒီဆောက်ဦးဖေးကနေကြည့်မယ်ဆိုလို့ရှိရင်ဘယ်ဖေးမှာရှိပါတယ်မဖြစ်လို့ဆိုင်ရဆိုလို့ရှိရင်လေညီမလေးတို့ဆောင်းမတွေ့ရေဒီဗီဒီယိုလေးကြည့်ပြီးတော့လာခဲ့လိုက်ပေါ့နော်ညီမလေးတွေအားလုံးဖိတ်ခေါ်ပါတယ်喂。